Hello မင်္ဂလာပါတကယ်ကျွန်တော်ဒီနေ့ကတော့ chocolate ပေးလို့အလဲသွားမှာပဲဖြစ်ပါတယ် wow အရန်ကို view တွေကောင်းတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူ like ကြည့်အောင်ဗျာခုဆိုရင်တော့ကျွန်တော်တို့ဖားကရုံ station ကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်အခုဆိုရင်တော့ဗျာ highway ကိုစဝင်ပါပြီအားလုံးပဲမြင်နေတဲ့အတိုင်းပဲเนาะအခုဆိုရင်တော့ land away ကိုရောက်ပြီလို့ထင်ပါတယ်ဗျာကျွန်တော်လည်းတိတ်ချတော့မသိပါဘူးကဲ land away ရောက်နေတော့ကျွန်တော် new point မိနေပါတယ် new point မိနေကဲ let's go နောက်ဆုံးတော့ကျွန်တော် chocolate ပေးလို့ရောက်ရှိသွားပြီပဲဖြစ်ပါတယ် wow ကြောင်မိုက်တယ်ဗျာပြန်ကြည့်နော်အခုဆိုရင်တော့ကျွန်တော် chocolate ပေးထဲကိုစဝင်သွားမှာပဲဖြစ်ပါတယ်အရင်မိုက်တယ်ဗျာကြီးစမ်းပါအောင်ဒါလည်းကျွန်တော်ညအချိန်သွားတာပဲဖြစ်ပါတယ်မီးလေးနဲ့ wow ဟိုမိုက်တယ်ဗျာဒီဖက်ကိုဖက်နဲ့ပပရှူလိုက်မယ်ဗျာ wow ကျန်းကိုမိုက်နေပါပြီကျွန်တော်ကတော့ကြီးစားပါအောင်တကယ်ချင်းကိုကျန်းကိုလာတဲ့နေရာလေးပြောလို့ရတယ်ဗျာကဲဒီနေရာမှာဆိုရင်လည်းကျွန်တော်တို့ slow motion video လေးရိုက်လို့ကြားတယ် wow ကြီးစားပါအောင်တို့လောက်ထားတာဆောင်းမြတ်မိုက်တယ်ဗျာဒါလေးကတော့အဝင်ပေါက်ကနည်းနည်းဝင်တွေ့ရှိမှနေရပဲဖြစ်ပါတယ် oh my god ဟိုင်းတယ်ဗျာ wow ဟိုချစ်ဖို့ကောင်းတဲ့အယုတ်လေးတွေရှိပါတယ်ဗျာဒီတော့မဟုတ်သူ line လျှောက်တဲ့ပုံနဲ့ချစ်စရာလေးဆိုင်မှာထိုင်နေတဲ့ customer တွေကိုပြဆရဲနောက်တယ်ကပြတယ် wow ကတယ် oh my god ချစ်ဖို့ကောင်းလိုက်တာကလေးတွေကိုဖတ်လိုက်တယ် wowရန်ကိုချစ်ဖို့ကောင်းတယ်ဗျာကျွန်တော်အိမ်ကိုလွမ်းလို့ဖုန်းခေါ်မယ်ဆိုရင်လည်းရပါတယ်စားတာပါနော်ဒါတော့အလှပါကျင်းမအောင်ဗျာအိမ်လေးတွေကသူတို့လှုပ်ထားတာစောင်းရောက်မိုက်ရဗျာဦးစီးပေါင်းတွေထွက်အောက်ကဘွားအိမ်လေးတွေမီးလေးလင်း wow လောက်ထားတဲ့ decoration ကို show လိုက်ပါဦးဒီနေ့ကျွန်တော် wow chocolate bell ဒီမှာဆိုရင်လည်းကျွန်တော်တို့ချစ်နဲ့ပုံရိုက်လို့ရတာပေါ့နော်တကယ်ချင်းလို့တွားရင်လည်းညချင်းကိုတွားပါလို့ကျွန်တော်ပြောချင်ပါတယ်နေ့လည်တွားရင်ဒီလောက်ထိမလှပါဘူးညဆိုရင်တော့ share ပဲဗျာမြင်နေတဲ့အတိုင်းပဲလောက်ထားတဲ့ skill ကို show wow ဒီမှာဆိုရင်တော့လက်လေးနည်းနည်းပါသွားလို့တီးဟန်ပေးပါပြောချင်ပါတယ်ဒီလိုအိမ်လေးတစ်လုံးတော့ပန်ဆိုင်ရပါပြီအကြောင်းမိုက်တဲ့နေရာလို့ပြောလို့ရတယ်ဗျာဒီလမ်းမှာအိုးဓာတ်ပုံလေးတွေလှလှလေးရိုက်ချင်တယ်ဒီဆိုရင်တော့ဒီနေရာကိုမဖြစ်အောင်သွားပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာဆိုရင်တော့ဗျာကျွန်တော်ပုံလေးလှလှလေးတွေရိုက်လို့ရတဲ့နေရာပဲဖြစ်ပါတယ်ဒီအိမ်ထဲကိုဗျာကြည်သားမအောင်ဒီအိမ်ထဲမှာကျွန်တော်မီးလေးတွေနဲ့ဝါအကြောင်းမိုက်တယ်ဗျာဒီမှာပုံရိုက်မယ်ဆိုရင်တော့စောင်းရလမ်းတဲ့ပုံလေးရရှိမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်ဒီကထွက်လိုက်အောင်မယ်ဗျာကဲအပြုံးနဲ့ပရှိုးမယ်ဝါဒီကေလာတယ်ဗျာအိမ်လေးကိုရှိုးလိုက်ပါအောင်ဝါဒီမှာပုံရိုက်မယ်ဆိုရင်တော့စောမရှိတဲ့ဘေးတွေတောင်စော်ရသွားမှာပဲဖြစ်ပါတယ်ဒီဖက်ဟိုဖက်နဲ့ရှိုးလိုက်အောင်မယ်ဗျာအဲကိုကြည့်ကြမအောင်ကြိုက်ကြလားတကယ်ချင်းဝါအယုတ်လေးတွေကလည်းကြည့်ကြမအောင်တကယ်ကိုချစ်ဖို့ကောင်းပါလေဗျာဒါကတော့ဘယ်သူမှမသိတဲ့ကျွန်တော်ပဲဖြစ်ပါတယ်ညင်းလေးတက်စီးလာဝဲ oh my god အဲ့ရတာကောင်းတယ်ခုဆိုရင်တော့ကျွန်တော်တို့အားလုံးလဲလို့ပြီးသွားပြီဆိုတော့ဒါအပြင်ဖက်က view လေးပဲဖြစ်ပါတယ်အပြင်ဖက်ကကြည့်မယ်ဆိုရင်တော့စောင်းရောက်မိုက်ပါတယ်ဗျာတကယ်ချင်းတို့မဖြစ်မနေသွားပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတယ်တကယ်ချင်းနဲ့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးအားပေးကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးပဲကြမ်းပါပါစေ